Hello မင်္ဂလာပါဗျာကိုယ်တိုင်ဖြစ်ပါတယ်ဗျာဒီနေ့မှာတော့အိုးပိုင်အိမ်မန်ရစေတဲ့ဂါရအစီလေးမြပေးမှာဖြစ်ပါတယ်ဗျာအဲ့တော့အိမ်ခန်းနေရတဲ့အိမ်ငားနေရတဲ့မိတ်ဆွေများကိုယ်ပိုင်မရှိသေးတဲ့မိတ်ဆွေများအိုးပိုင်အိမ်ပိုင်တိုက်ပိုင်ကားပိုင်ချမ်းပိုင်ဝိုင်းပိုင်လေးအမြန်ရဖို့အတွက်အဲ့တော့ထောက်ပံ့ကောင်းတွေအများကြီးကိုတွန်းအားပေးစေတဲ့အဲ့တော့ကျွန်တော်ရင်ဂါရအစီလေးဖြစ်ပါတယ်အရန်လွယ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမအဆုံးဂါရမရုပ်ခင်မှာဗာလေးလောက်ရမလဲဆိုတော့နံပါတ်1ကျွန်တော်တို့အိမ်ရှိနာမှာအပင်ကြီးကြီးတွေမှာပဲဖြစ်ဖြစ်အိမ်ရှိမှာပဲဖြစ်ဖြစ်အိမ်ရှိမှာပင်ကြီးမရှိလဲပင်ကြီးရှိတဲ့နေရာကိုသွားပြီးတော့အဲ့ပင်ကြီးမှာကျွန်တော်တို့တွေစာကလေးနေတဲ့အိမ်တိုင်လူတန်းပေးပါဗျာနော်အားလေးလူတန်းပေးမယ်ပြီးပြီဆိုလို့ရှိရင်ဒါနံပါတ်1ပေါ့နော်နံပါတ်2ကတော့တွိုင်းလာရင်ねကျွန်တော်တို့တွေနှစင်းတို့နှကွန်းတို့အဲ့ဒါမျိုးလေးအပင်အောက်မှာမိတ်ဆွေများတွေးဘူးမှာပါတွေးဘူးရင်အဲ့ဒါမျိုးလို့လေသူတို့ဟောင်းနေဆေးလေးပါတုပ်ပေးခြောင်နေတန်နေပါရိုက်ပြီးပြုတ်ပြင်ပေးမယ်ပေါ့ဗျာကျွန်တော်တို့ကတိတ်မတက်နိုင်ပေါ့လေကိုကနည်းနည်းလေးပါတက်နိုင်တယ်ဆိုလို့ရှိရင်လဲကိုသဘောကျတဲ့အပင်တစ်ပင်ကိုကြည့်လိုက်အပင်သဘောကျတယ်ဆိုလို့ရှိရင်ကြီးတယ်သဘောကျကြလဲကောင်းတယ်ဆိုအဲ့အပင်မှာတေချာပေါက်ရုပ်ကစိုးရှိမယ်အဲ့ရုပ်ကစိုးနေဖို့အတွက်ရုပ်ကစိုးနေဖို့အတွက်ပြောမဆိုရင်ရုပ်ကစိုးနန်းလေးရုပ်ကစိုးနေတဲ့ကျွန်တော်တွေနေရာလေးကိုကျွန်တော်ဆောက်လုပ်လူတန်းပေးအဲ့တော့ဆောက်လုပ်တဲ့နေရာမှာလည်းကြီးသေးကိစ္စမရှိဘူးကိုနိုင်တဲ့လောက်ဆောက်လုပ်လူတန်းလို့ရတယ်ကဲဒီဟာမျိုးလေးလုပ်ပေးမယ်ဆိုလို့ရှိရင်အိုးပိုင်အိမ်အမြန်ရဖို့ဆိုထောက်ပံ့ကောင်းတွေအများကြီးဖြစ်မယ်ပို့လို့တွန်းအားတွေကောင်းတော့အခုပြောမယ့်ခါရကိုလည်းနေ့စဉ်ရုပ်ပေးပါဗျာနော်နေ့စဉ်ရုပ်ပေးပါရုပ်ပေါ်များမယ်ခါရတော့ကတော့ဖုဒ္ဓတ္တခါရပဲဖြစ်ပါတယ်ဖုဒ္ဓတ္တလောကဓမ္မေဟိစိတ်တံယတ္တနကမတိအာတောကံဝရိယဇံခေမံဣတံမင်္ဂလမုဒ္ဓမံဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနကမ္မတိအာတောကံဝရိယဇံခေမံဣတံမင်္ဂလမုဒ္ဓမံဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနကမ္မတိအာတောကံဝရိယဇံခေမံဣတံမင်္ဂလမုဒ္ဓမံဆိုပြီးတော့မိတ်ဆွေများဒါလေးကို29ခေါက်မနက်တိုင်းရုပ်ပေးပါဗျအဲ့တော့မနက်တိုင်းရုပ်ပေးပါအဲ့တော့ကျွန်တော်တို့တွေဒီဟာလေးရုပ်ပေါ်များပေးခြင်းအဖြစ်လဲအိုးပိုင်အိမ်မရဖို့အတွက်အခုလက်ရှိပေါ့နော်အဲ့တော့အိုးပိုင်အိမ်မမရှိလို့စိတ်ညစ်နေရတဲ့စိတ်တော့ကရောက်နေရတဲ့အခြေအနေကနေကြော်လွန်သွားပြီးတော့အိုးပိုင်အိမ်မနေရလာပါလိမ့်မယ်ဗျအဲ့တော့ဆောက်လို့လူထမ်းထားတဲ့အဲ့တော့ကုညီထားတဲ့ကောင်းမှုကံတွေကြောက်လဲအဲ့တော့အိုးပိုင်အိမ်မနေအမြင်ရစေပါတယ်ဒီဟာလေးကကျွန်တော်တို့တွေတော်တော်များများလေးအဆင်ပြေခဲ့ဘူးတဲ့လူတွေရှိတယ်အဲ့တော့အိုးပိုင်အိမ်မလေးမရတော့ဆိုပြီးအိမ်နီးနားမှာရှိတဲ့အပင်တွေမှာသွားပြီးတော့ကျွန်တော်နှက်ကွန်လေးသွားပြီးဆောက်လို့လူတန်းပြီးတော့အိုးပိုင်အမြန်ရအောင်ညင်ပေးပါဆိုပြီးအဲ့လိုမျိုးသွားပြီးတော့ဆူတောင်းတယ်တချို့လည်းအပင်ကြီးသွားပြီးတော့ဘာမှမပါဘူးဖျောင်းအမိုးတိုင်လေးတစ်ထိုင်သွားပြီးတော့အမိုးတိုင်တစ်ထိုင်လေးနဲ့အဲ့အပင်မှာပူဇော်ပြီးတော့ရုပ်စုံမင်းကြီးကိုပူဇော်ပါတယ်အဲ့တော့ကျွန်တော်ဒီအိုးပိုင်မရှိသေးပါဘူးနေစားခက်ခဲဖြစ်နေတာပါဒါကြောင့်မလို့အိုးပိုင်ရလို့ရှိရင်ရုပ်စုံကြီးကိုလည်းနှကုန်းနှစင်အကြီးလာရောက်လူတန်းပါမယ်ဆိုပြီးအဲ့လိုတယောက်နဲ့တယောက်အပေးယူအသက်စာတိတဲ့လေပြုတ်ခဲ့ရင်အမှန်တကယ်ကိုလာရောက်ကူညီပေးတာကိုတွေ့ရပါလူနဲ့အနီးဆုံးကတော့ဘုံဆိုးရုပ်ကိုဆိုးဒီကိုဆောင်နဲ့တရားကျွန်တော်တို့ဒါသူတို့ကကျွန်တော်တို့လူနဲ့အနီးဆုံးနဲ့တွေပဲအဲ့တော့အရေးအကြောင်းဆိုသူတို့ကကူညီပေးတာများတယ်အဲ့လိုပေါ့နော်သူတို့နဲ့ကျွန်တော်တို့အခြေဆက်ရှိမော်လေအဲ့တော့ဒါမျိုးလေးကိုလာပြီးများပေးတာပါဗျမဲဆွေများလဲအိုးအိမ်မိုင်လေးအမြန်ရကြပါသေးစိတ်စင်တဲ့ကိုချက်မှလေးဖြစ်ကြပါသေးဗျာအစင်မြေလိုက်ဆိုနေပြီးအပေးကြပါအောင်ဗျ